အိတ်ခန်ဒီဖုန်းသုံးတဲ့အခါဘာတွေဖြစ်လာနိုင်သလဲယနေ့ခေတ်လူငယ်တော်တော်များများကတဏီကုံဖုန်းသုံးရင်းဖြတ်တန်းကြရတာပုံမှန်ဖြစ်ပေမဲ့လည်းအိတ်ခန်ဒီရောက်တဲ့အခါတိုင်းမှာလည်းပုံမှန်အချိန်တွေလိုမျိုးဖုန်းသုံးရင်းဖြတ်တန်းကြပါတယ်ဒီလိုမျိုးဖုန်းအသုံးပြုခြင်းဟာတဏိတာပင်ပန်းထားသမျှကိုအပန်းပြေစီတယ်လို့တွေးထားကြပေမဲ့လည်းတကယ်တမ်းမှာကျတော့ကိုယ်အုံနောက်ကိုပြန်တက်နေတာနဲ့အတူတူပါပဲဖုန်းသုံးတဲ့အခါမျိုးတွေမှာဖုန်းကထွက်တဲ့ blue light ကအိတ်စီတဲ့ဟော်မုန်းမလက်တုန်နင်ကိုရှော့ချပေးလို့အိတ်ချင်စိတ်ပျောက်သွားတတ်ပါတယ်အဲ့ဒါအပြင် social media တွေကြည့်နေရတာကြောင့်စိတ်ကနားနေတယ်လို့ထင်ရပေမဲ့လည်းအုံနောက်ကအလွတ်လွတ်နေရတာကြောင့်အိတ်ချိန်မှာပါစိတ်လှုပ်ရှားနေပြီးစိတ်မငြိမ်တာတွေကြောင်ချောက်ချားဖြစ်တာတွေအထိပါဖြစ်လာပြီးဒေါသကိုလည်းပိုကြီးလာစေပါတယ်စိတ်ခံစားမှုကလည်းဒီအချိန်ဆိုအိတ်တင်ပါပြီလို့တွေးပြီးနောက်တစ်ခုလောက်ပဲကြည့်မယ်ဆိုတဲ့စိတ်ကြောင့်ကိုအားမရမှုတွေအထိပါဖြစ်လာနိုင်ပြီးနေ့စဉ်ဘဝကိုထိခိုက်စေနိုင်ပါတယ်။ဒါကြောင့်အိတ်ချိန်မတိုင်ခင် social media ကိုနိုင်ဝက်တနိုင်လောက်ချပြီးကိုယ်စိတ်ကိုအနာပေးခြင်းဖြင့်တဏိတာကိုစိတ်ချမ်းသာအောင်လေ့ကျင့်ဖို့အကြံပေးလိုက်ပါရစေခင်ဗျာ။ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ။နောက်ထပ်ဗီဒီယိုမှာအားလုံးနဲ့အတူပြန်ဆုံကြပါမယ်။